โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ Dark Knight ဒီအမောင်ဆုံးနေ့ရဲ့အများစုတဲ့မြန်မာရုပ်ပြလေးကိုဖက်ကြည့်အောင်မယ်ဗောနော်အမှားစာမှာတော့ရုပ်ပြရေးဆွဲဖို့စိတ်ကူးရှိရကြာခဲ့ပါပြီအခုမှပဲလက်တွေ့ရေးဆွဲဖြစ်ခဲ့တာပါတဲ့လေးလာရင်းနဲ့ပထမဆုံးရေးဆွဲဖြစ်ခဲ့တဲ့ရုပ်ပြဖြစ်တာမို့လို့အမားတွေများပါလိမ့်မယ်တဲ့ဒါပေမဲ့အကောင်းဆုံးဖြစ်အောင်ကြိုးစားပြင်ဆင်ဆက်လက်ရေးဆွဲသွားမှာပါတဲ့ဒီကိုအမောင်ဆုံးနေ့ရဲ့အများရုပ်ပြဟာတဲ့စိတ်ကူးရင်ရုပ်ပြဇက်လန်းဖြစ်ပြီးပြင်ပမှမသိရအောင်မှာထင်တဲ့နေတာလို့သိမရှိပါဘူးတဲ့အဲ့တော့ကျွန်တော်တို့အမောင်ဆုံးနေ့ရဲ့အများဆိုတဲ့ရုပ်ပြလေးကိုကျွန်တော်တို့ဖတ်ကြည့်ရမယ်ဗောနော် Okay let's goဟိုဒီမှာဆိုရင်တော့ပျက်စီးနေတဲ့ဖျားတွေကိုတွေ့ရမယ်ဒီမှာဆိုဖျားစီဒီရုပ်ထုကြီးပေါ့နော်ရုပ်ထုကြီးပဲကျုပ်ပြက်နေတဲ့နေရာတွေကိုတွေ့ရပါမယ်ဆိုတော့အတော်ဒီမိုက်တယ်လို့ပြောလို့ရတယ်ကဘာကြီးရဲ့ဖြစ်တံခက်ရှင်လာဒါမှမဟုတ်ရင်ပုံမြင့်တဲ့တီရှိမှုတွေစီရလားတဲ့ဒါကတော့ဗာများလဲကဲကြပါဆိုပြီးလူတွေအားလုံးနေရ oh shit ကြောက်စရာကြီးလို့ပါနဲ့တဲ့ကောင်မလေးကတောင်းပန်နေကြိုတင်သတိပေးမှုပြင်ဆင်ရင်ညမရှိပဲတဲ့ကဘာဘေးကြီးကအသက်ပေါင်းများစွာကိုနှုတ်ခဲ့ပါတယ်တဲ့โอเคအသက်ပေါင်းများစွာနှုတ်ခဲ့တဲ့ယောဂါကြီးတကူကဒီယောဂါမှာဖြစ်နေရတဲ့တူတယ်။ကွာကြီးရဲ့နေရာအနက်မှာမတူညီတဲ့သဘာဝကဝေးမျိုးစုံခံစားခဲ့ရပါတယ်။များစွာသောဒီခြင်းမဲ့မှုတက်ရှိမျိုးနေနဲ့ယောဂါပေါင်းမျိုးစွာလည်းပေါ်ပေါက်လာခဲ့ပါတယ်။အဆိုးဆုံးဖြစ်တဲ့စင်ကဲကပါပိုးဟာသဘာဝဘေးမှာအသက်ရှင်ခဲ့တဲ့လူတွေအတွက်အိမ်မက်ဆိုးပြီးထွက်ပေါ်လာခဲ့ပါတယ်တဲ့။ Oh my god အမောင်စိုးနေရများ chapter 1မိုင်ပေါင်းကလေးအိုးရတော့ share ပဲနော်ဆွဲရတာတဲ့ဒီခေါ်ရပါပဲညဘက်ကျရင်အိပ်ပြောတော့မှာမဟုတ်ရှိအဲ့ဒီကဘေဘီဖြစ်ပြီးတော့နှစ်ကြာတဲ့အခါမှာကျတော့ကောင်မလေးကပို့ပြီးကာဝယ်ဖို့တက်ခိုက်ဖို့အတွက်ဆိုပြီးတော့မလေ့ကျင့်နေတယ်မိုက်တယ် share ပဲAlice ကိုခေါ်ပြီးတော့နင်းကိုရှင်းလိုက်ခဲ့မယ်အဖေဆက်ပြီးရှင်းနေတော့ပါ Alice လေးမှတ်မိရလားတန်မာဖို့လိုရနော်ကြည့်ရသူ့အဖေကသူ့ပြောခဲ့ရတယ်တွေ့ငယ်ငါဒီထက်ပိုတန်မာဖို့လိုတယ်တမိဒီထက်ပိုတန်မာလာပါမယ်တဲ့သူ့အဖေကိုကြီးညိုပြီးပြောနေတာဖြစ်ဖို့များပါတယ်ဒီဘက်မှာကျတော့မစထရီအားပါတော့ပါတယ်ကွာလမ်းနေဟိုးဘယ်ဘက်မှာတောက်ဖို့ပြင်နေရလဲခေါင်းဆောင်ရေးတဲ့သူတပည့်နေတယ်ဒီကောင်ခေါင်းဆောင်နေတွေ့မင်းသိဖို့မလို့သူဂရီဆိုတာကတော့ဒီကောင်နေတွေ့ဆွဲရတာတော့လမ်းနေမင်းတော့လမ်းလျှောက်လာတယ်ကောင်မလေးကထုံးစံအတိုင်းလေ့ကျင့်ခန်းလုပ်နေတယ်နေ့စဉ်ပုံမှန်လုပ်နေကန်လုပ်နေတဲ့ Alice ပါသူ့စီရောက်လာတာခေါင်းဆောင်ဆိုတဲ့ကောင်မနဲ့ခေါင်းဆောင်က Yo Alice မင်းအတွက်စာပါတယ်တဲ့Alice အတွက်စာတစ်စောင်ပါလာခဲ့တယ်ခီးတော့အဖွဲ့ခေါင်းဆောင်မို့လားတဲ့စာလာပေးရဆိုတဲ့ဘေကစာလေတဲ့ဒီမှာမင်းအတွက်ဆိုတဲ့စာကဆိုပြီးစာတစ်စောင်လှမ်းပေးလိုက်တယ်ဒီကာလာကြီးမှာစာရောက်တဲ့ခေါင်းဆောင်လူများမှပြီးလာပေးနေရလားတဲ့လူမားနေရဟုတ်လားဟာဆိုပြီးရေးလိုက်တယ်အိုးဟိုးအဲ့လီရဲ့ခီးတော့အဖွဲ့ကောင်ဆောင် pride မျက်စိမမြင်ရတာတော့ရှိတ်ချောက်နေတဲ့ကြည်တွေနဲ့လုံးဝအနေကိုခံစားနေရတဲ့ကောင်လေ Oh my god တကယ်လည်းအနေကိုခံစားမိကြည့်အောင်တော့ကစွမ်းနေတော့မဟုတ်ပန်းနေနဲ့ဖော်ပြတာပါနော်ကပ်ပေးကြည့်ပြီးမှရှင်သန်လူတို့အတွက်ခုလုံးရာရှာခြင်းနဲ့တိုက်ခိုက်ခြင်းနဲ့ကုန်စီပလဲခြင်းတွေကိုလုပ်ကြတဲ့ကျွမ်းကျင်လူတစုထို့လူတို့ကိုလူတွေကခေါ်ကြတယ်ခီးသွားများလို့ခေါ်ကြတယ်ခီးသွားများဆိုပြီးဒီမှာရွှေပဲခေါ်ရုံဒါယူဆွဲတာလုံးဝမိုက်တယ်နော်ဒီမှာဆိုဒီကောင်ဓာတ်ခိုင်နားကောင်နဲ့တွေ့ဒီဘက်ကကျအထာတက်ရက်နေဘေးကြီးဒီဘက်ကအဲ့လိုဝှရှုံမဖုန်းကြီးနဲ့တူတယ်ဖုန်းကြီးလိုတူပြင်းနေဒီဘက်ကကျအထာကြကေရက်စကန်ဟာကြလို့ဒီမှာကျတော့ဓာတ်ကောင်လွေထားတဲ့ကောင်ဒီကောင်ဘယ်သူပြင်မဒီမှာခမောက်ဆောင်ထားတဲ့ကောင်ဒီရှိရလို့ကတော့တက်ကိုတိတ်မမြင်ရဘူးကျွန်တော်ခက်မှန်ကြည့်တော့ဒါခေါင်းဆောင်တွေဖြစ်ဖို့များတယ်ပေါ့နော်ဗီဒီယိုမှာရေပြင်းနဲ့ဆွဲရတာကြီးတကယ်ကိုလမ်းနဲ့နောက်ခံနေရောပဲပေါ့နော်ကျွန်တော်တော်လေးသဘောကျတယ်ဒါငါအတွက်စာလာဘယ်ကစာများပါလိမ့်ဆိုပြီးတော့သူကဖတ်လိုက်တဲ့ခါမှာတော့အသက်ရှင်နေပေးတာအခုထိဒါမှသိကြပါတယ်တဲ့တွေ့ကြသေးရဘောတဲ့တာယာကွင်းဆိုဘယ်သူများလဲရှင်းအရှိုးပြေသွားအောင်နဲ့တစ်ချက်လောက်ဖိတ်ထုတ်ပေးရတာဘောတဲ့အဲ့တော့ဒီနေရာမှာပဲအယုံမဆွေးချင်ဘူးစွန့်စားကြည့်တယ်နေရောပွဲမို့လားဓာရည်တဲ့ဟုတ်ပြီတော့ကြည့်ရတော့သူ့ဓာနဲ့ဆက်သွယ်ပြောဆိုနေရပဲနေသူ့ဓာကိုတော်တော်ရှိတယ်ပုံပဲအဲ့လေမရတဲ့အဲ့လေရေးတဲ့အဲ့လေမရငါမသိသေးဘူးနော်အခုတော့တဲ့ပါရာဆိုက်မှာပေါ့ကံမုံသိပြန်ဆုံးကြတာပေါ့တာယာကအဲ့ဒီကိုစောက်ပလိုက်တာတာယာဆိုတာဘယ်သူလဲတော့ကျွန်တော်လည်းကောင်းမမြင်ရသေးပါဘူးโอเคလူရတာတွေအကုန်ပြင်စီပြီးပြီတဲ့တခုပဲကြံလာလားတဲ့အဖေအမေဒီနေ့လေတိုက်တယ်နော်သူ့အဖေနဲ့အမေရဲ့အုပ်ကူဒီလေတိုက်တယ်နော်တဲ့နှစ်တောင်ရှိသွားခဲ့ပါပြီတဲ့သမီးကြီးတော့လာနှုတ်ဆက်ဖို့တော့ပါတဲ့စိတ်စီရောသမီးနေအောင်မယ်တဲ့သူ
သူစိတ်တိုင်းကြလို့တော့မှသူ့အဖေနဲ့အမေကိုလာနှုတ်ဆက်တယ်ဒါဆိုနှုတ်ဆက်ခဲ့ပါတယ်တဲ့သမီးကိုစိတ်ချပါဆိုပြီးတော့သူထွက်သွားခဲ့တယ်โอเคပြန်လေကုစားရင်းနဲ့လေ့ကျင့်ဖို့အချိန်နဲ့အများကြီးရခဲ့တဲ့နေရာနဲ့နှုတ်ဆက်ခဲ့ပါတယ်ခုံလုံးရနေရာကြီးသူကဒီနေရာမှာနှစ်နှစ်လေ့ကျင့်ခဲ့ရတယ်တူရပေါ့နော်မှာသူစိတ်ပိုင်းဖြတ်ခဲ့ပြီးပြန်လေ့ကျင့်မိနေသေးရလားတဲ့အဓိကတရားကိုတော့ဖို့နဲ့အသက်ရှင်မှုပဲမဟုတ်လားတဲ့ငါတို့တဲ့ဘလောက်ဝေးနိုင်ပါလေတဲ့မိုင်ပေါင်းကလေးလားတဲ့အခက်အခဲကြောင့်အသက်ရှင်တဲ့လူသားတွေကအဆင်ပြေရနေရာမှာအတီးတီးစုပေါင်းခိုးလုံးမှုတွေဖွဲ့ပြီးတော့နေထိုင်ခဲ့ကြပါတယ်တဲ့ဒီနေရာတော့မြေပုံနဲ့တူတယ်ဗျဒါမျက်စိတစ်ခုနဲ့တော့တူနေတယ်လို့ပဲတော့ကျွန်တော်အမြင်မှာတော်လေးကိုမိုက်တဲ့မြေပုံတစ်ပုံလို့ပဲပြောချင်ပါတယ်အနီနာပေါ့အကျင်ဒီဇွန်ဘီတွေရဲ့တိတ်မတွေ့ရဘူးတဲ့အော်ဒါဇွန်ဘီယောဂအကြောင်းပဲမတွေ့တာပဲကောင်းပါတယ်မဟုတ်ပဲတဲ့ရှောင်းလေးသွားရမှာပဲဟုတ်တဲ့โอเคအစီအပြေဇွန်ဘီတွေနဲ့မီရှုကနာရကူးစက်သူတွေလားတဲ့โอเคoh my god error တော့ sorry မီရှုကနာကူးစက်သူတွေလားတဲ့ဇွန်ဘီဟာကြီးအပြင်ရောက်တဲ့ပထမညကတော့ဒီနေရာမှာပဲအဲ့တော့မယ်သူကတနေရာမှာအဲ့ဖို့စဉ်းစားလိုက်တယ်ခီးသွားရညွန်းတဲ့အတိုင်းဆိုတဲ့အလွန်ဆုံးသွားရ9ရက်လောက်ပဲပါရာဆိုက်မှာလေလားတာယာ9ရောက်လာခဲ့မယ်ပေါ့သူကစိတ်ပိုင်းပြတာတယ်ဒါနဲ့ကြောင့်ဇွန်ဗီဒီယိုရှောင်းတိုင်းပုံရင်းနဲ့ခီးဆက်လာတာ3ရက်မြဖြစ်လာခဲ့ပါတယ်နေရာအောင်ဆောက်ကြည့်ရခံရတဲ့ခန်းစားချက်ကလည်းအကူဒီမှပြောက်သွားသေးပါဘူးမောင်းတဲ့အငွေးတက်တွေကလည်းသူစတင်ရနေခဲ့ပါပြီအခုတော့ရှောင်းတိုင်းနဲ့သွားနေလို့မရတော့ဘူးတဲ့ရှောင်းပိတ်မိတဲ့ခန်းစားချက်မကောင်းတော့ဘူးပြီးတော့စိတ်ညစ်စရာကြီးဒီကောင်လေးရဲ့ဘယ်နေရာမှာဇွန်ဘီနဲ့တူလိုက်တာလဲ bright ဘလူးကြီးညံရှိတဲ့လူတွေရဲ့ပုံစံနဲ့တူနေတယ်တဲ့ဒီကောင်လေးဇွန်ဘီတွေရဲ့ပုံစံကိုကြည့်ပါအောင်ဗျာအာကြောချမ်းစရာကြီးမထူတော့ဘူးဆိုတော့လေတိုက်ခိုက်လိုက်ကြတာပေါ့တဲ့โอเคအဲ့တော့ဝင်းအောင်ရှိုးပြီးတိုက်ခိုက်မလို့လိုက်တယ်ဒါရဲ့ငါရဲ့လက်နဲ့အဖြစ်တိုက်ပုံဝင်ပြီးပါအောင်ဆိုပြီးတော့သူကစိတ်ပိုင်းပြတာအကြည့်တွေကိုမြင်ရပါတယ်မိုက်ပါတယ်ဒါရှင်းစောမအားတွေနဲ့အောင်တူရပေါ့နော်အဲ့တော့သူရှက်တော့ပြတယ်ပြပြီးတော့ဓာတ်ထုတ်လိုက်တယ်တပင်းတဲ့သွားတဲ့ကခုံရှင်း holy shit ဘယ်လိုပြောမလဲနာမည်ပေးထားတာကိုကျွန်တော်တကယ်သဘောကျရပါတော့ဒီနာမည်ပေးထားပြီးသူဓာတ်ထွဆွဲထုတ်လိုက်တဲ့ပုံစံလုပ်ထားတာကျွန်တော်တအားကြိုက်ရပါတော့ဒီတော့ဒီလိုမျိုးဟာတွေကျွန်တော်ရှိတော့မလို့ကျွန်တော်ဆွဲနေတော့ဒီတော့ကောင်းပါမှာကျွန်တော်ရှိစကေးနေအဲ့တော့ share ပဲပေါ့နော်အင်ကြီးပုံစံမျိုးလဲတီချာလေးကိုဆွဲပေးတာတိတာတယ်ပြီးတော့ဒီကအကြည့်လဲပေါ့ဒီအကြည့်ကတကယ်ကိုအသက်ဝင်နေပေါ့နော် okay ကကောင်ချင်းဆိုရဒါတော့ね तू ကဘယ်လိုလုပ်လိုက်မလဲဇွန်ဘီတွေပြေးလာတာကို तू ကစက်တိုင်းပိုင်းပြလိုက်တယ် okay ကျန်းတယ်ကွာဇွန်ဘီတွေအများကြီးကိုတပါးတည်းပိုင်းပြလိုက်တာဆိုဒီထဲမှာဇွန်ဘီတွေကအရင်ကျန်းတဲ့အဆင့်တော့မဖြစ်တော့တယ်သူတို့2နှစ်တောင်ဆိုအသားကျသွားတော့ပြီဖြစ်တော့တယ် okay သူအမှဇွန်ဘီတွေကိုတကောင်ပြီးတော့ကောင်းကနေဦးတွေရောပါရောဖြတ်ပလိုက်တယ်မျိုးသူတို့ရဲ့မျိုးစင်စက်ထိမ့်သိမ့်လာခဲ့တာတဲ့ဒီဟာဇက်မင်းသမီးတယောက်ကနေရှင်လားအနုစိတ်ဆရာရဲ့တိကျတဲ့ပိုင်းဖြတ်ချက်တွေလားလေယူရရင်းနေတဲ့မြက်ကလေးတွေလား Elias ဓာရီကတာလုံးအစိမ့်ကိုရောက်နေပြီတဲ့ Oh my god ဆွဲရတာကိုကြုံပါမင်းကြုံမှာဟောပုံလေးနဲ့ Oh share ပဲကွာ share ပဲအကုန်လုံးတတ်နိုင်လာပြီသူခဏတို့လုံးနဲ့တွေးစုံနေပြီဟူးတဲ့ဒီကောင်လေးဘလောက်တော့မှလဲဒါအကုန်မမို့လားဟောဆိုပြီးတော့သူကစဉ်းစားနေခဲ့တယ်အစင်သိရှိရဲ့အိမ်လေးလဲအစင်လေးပဲတဲ့ okay တရားနဲ့သူနောက်ဆုံးဒီအိမ်လေးတွေဝင်ပြီးတော့ chapter 1လေးကပြီးဆုံးသွားခဲ့ပါပြီကျွန်တော်အနေနဲ့ဒီဟာလေးကိုဖတ်ပြီးတော့တကယ်တော့တော်လေးကိုမိုက်တယ်လို့ထင်တယ်ပေါ့နော်မြင်တယ်ပဲကိုယ်တိုင်ကျွန်တော်ရဲ့ personality အများဆိုတော်လေးကိုမိုက်တယ်သူ့မှာရှိတဲ့ဒီဟာတွေကဆိုလေတော်လေးကိုလမ်းတော့မနော်ဆွဲထားတဲ့ drawing scale ဘာညာဇလန်ကလည်းတကယ်ကိုပြည့်စုံတဲ့အဲ့ zombie တွေအကြောင်းကိုဖော်ပြထားတဲ့ဟာကလည်းတကယ်ကိုပြည့်စုံနေပြီးသူတို့ရဲ့အဲ့ခီးသွားဆိုတဲ့နာမည်တွေပန်နေတွေစိတ်ဝင်စားဖို့ကောင်းတယ်တာယာဆိုတော့ဘာလို့လဲကျွန်တော်သိချင်နေပြီ Okay အဆုံးဒီကြည့်ပြီးရတော့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကို like follow လုပ်ပေးရှာခြင်းဖြင့်လည်းကူညီပေးသွားနိုင်ပါတယ်ဒီလိုမျိုး reaction video လေးတွေကိုလည်းတနေ့ကနေတော့ကြာနေတင်ပေးပါမယ်စနေနေ့နဲ့တနင်္ဂနွေနေ့မှာတော့ကျွန်တော်ရဲ့တကယ် content video အစ်စ်တွေလာပါမယ် Okay အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ